ကဲ okay ကျောင်းသားလုံးမင်္ဂလာဆရာဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒိုတုံး effect နဲ့ပတ်သက်ပြီးတော့အလုပ်လေးလုပ်တော့မှာဖြစ်ပါတယ်ဟုတ်ပြီနော်ကဲတော့လက်ရှိဆရာတို့ဒီမြင်နေရတဲ့ပုံကိုငါတို့ပထမဦးဆုံးအနေနဲ့ convert to smart object ပြောင်းထားမယ်ဟုတ်ပြီနော် convert to smart object ပြောင်းပြီးဆိုတာနဲ့တပြိုင်နက်ဆရာတို့ကဒီနေရာမှာ image ထဲကိုသွားမယ်အဲ့တော့ image ထဲမှာ mode ရှိပါတယ်အဲ့တော့ဒီ mode ထဲမှာဆိုလို့ရှိရင်ဆရာတို့က bitmap grayscale duotone အဲ့တော့ဆရာတို့ကဒီနေရာမှာ duotone နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်သွားမှာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့က duotone ယူရမယ်ဒါပေမဲ့ကျောင်းသားကြည့်လိုက်ပါဒီနေရာမှာ duotone ဒီဟလာလုံးဝ active ဖြစ်မနေဘူး gray လောက်ဖြစ်နေတယ်အဲ့တော့ဒီပြဿနာကိုဖြေရှင်းမှုအတွက်ဆရာတို့ဒီပုံမှာရှိနေတဲ့ color တွေအကုန်လုံးကိုဒီ situation လောက်ချလိုက်ရမှာဖြစ်ပါတယ်ဟုတ်ပါတော့ဒါပေမဲ့ဒီ situation လောက်လိုက်ခြင်းအပြင်ဆရာတို့ဒီဘာလုပ်လို့ရပြီလဲဆိုလို့ရှိရင်ဟလာduotone effect ကိုသုံးလို့ရပြီဖြစ်ပါတယ်ကြတော့ let's go ကျွန်တော် gray scale လောက်ချလိုက်မယ်ဟုတ်ပါနော်ပုံမှာရှိနေတဲ့ color တွေအကုန်လုံးကိုဖျောက်လိုက်မယ် grayscale ပေါင်းထည့်လိုက်မယ်အဲ့တော့ don't rasterize ဖြစ်ပါတယ် okay ဒါမျိုးလေးရပြီဟုတ်ပါနော်အဲ့တော့ဒီလိုမျိုးချက်ချင်းမပေါ်ဘဲနဲ့ဂျားထဲမှာစာလေးပေါ်လာတယ်ဆိုလို့ရှိရင်ကျောင်းသားအနေနဲ့ diskette ကိုနှိပ်လိုက်ပါရမယ်နော်ကြတော့ okay ဒါမျိုး grayscale ဖြစ်သွားပြီအဲ့တော့ဒီလိုမျိုး grayscale ဖြစ်သွားပြီဆိုလို့ရှိရင်ဆရာတို့ကဒီ image ထဲကနေပြီးတော့ mode ထဲမှာဒီနေရာမှာ duotone ကိုယူလို့ရတယ်ဟုတ်ပြီနော်ကျောင်းသားတွေက mood ပဲထွက် mode ပဲထွက်တယ်ကြိုက်လို့ထွက်ဟုတ်ပြီနော်ကြတော့ duotone ကိုတစ်ချက်နှိပ်လိုက်မယ်okay duotone ကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီနေရာမှာဘာပါလာပြီလဲဆိုလို့ရှိရင် monotone duotone tritone quadtone ဆိုပြီးတော့ပေါ်လာတယ်ဟုတ်ပါတော့ monotone ဒီတစ်ခုတည်း color တစ်ခုတည်းနဲ့အလုပ်လုပ်တယ် duotone ကကျတော့2ခု tritone ကကျတော့3ခုဟလာ quadtone ကကျတော့4ခုဟုတ်ပါနော်ဆိုတော့ဒီနေရာမှာဆိုတော့ duotone အယောင်2ယောင်နဲ့အလုပ်လုပ်မှာဖြစ်တယ်ကျောင်းသားတီတီ monotone အယောင်1ယောင်တည်းနဲ့လည်းအလုပ်လုပ်လဲကိစ္စမရှိဘူး okay တယ်အဲ့တော့ monotone ကိုဆရာတို့တစ်ချက်နှိပ်လိုက်မယ်okay monotone လောလောဆယ်ဆရာတို့က color အဖြူရောင်ကြီးဖြစ်နေတာ哦အဲ့တော့ငါတို့ကအဖြူရောင်နှိပ်ပြီးတော့ဟလာကြိုက်တဲ့အရောင်ကိုရွေးချယ်လို့ရဒီနေရာမှာဘယ်လိုအရောင်လေးတွားခြင်းလဲဒီလိုအပြရောင်လေးတွားခြင်းလားဆရာမအနီရောင်လေးတွားမလားပန်းရောင်လေးဆရာအနေနဲ့ကတော့ဒီပုံအပြလေးနဲ့တော့လိုက်ဖက်မယ်လို့တော့ထင်ရတယ်ဗောနော်အဲ့တော့အပြမကြခရင်မကြအနေထားမျိုးလေးလောက်ပေါ့okayအဲ့တော့ဒီလိုအနေထားမျိုးလေးဖြစ်မယ်ပြီးရင်သူ့ကို okay တစ်ချက်နှိပ်လိုက်မယ်အဲ့တော့ကိုကြိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာဘာလုပ်ရမလဲဆိုလို့ရှိရင်နာမည်ပေးရမယ်ဆရာတော့အမြဲတမ်း duotone effect တွေလုပ်ပြီဆိုလို့ရှိရင် ABCD ပေးလေးရှိတယ်ဟုတ်ပြီနော်ကြတော့ဒီနေရာမှာ A လို့နာမည်ပေးလိုက်မယ် okay A လို့နာမည်ပေးပြီးွားရင် okay တစ်ချက်နှိပ်လိုက်ပါဒါဆိုလို့ရှိရင် duotone effect ကဒီထဲကိုဝင်သွားပြီလက်ရှိငါတို့လုပ်နေတာကတော့ monotone ပေါ့ကွာဟုတ်ပါနော် monotone effect ကဝင်သွားပြီကြတော့ဆရာပြန်ပြီးတော့လုပ်ကြမယ်ဒီနေရာမှာ mode ထဲကိုသွားမယ် mode ထဲမှာ duotone effect ကိုတစ်ဖန်ပြန်လဲရွေးချယ်လိုက်ပြီးတော့ဒီက type ဆိုတဲ့နေရာမှာ monotone နေရာမှာဆိုတော့ duotone ကိုရွေးချယ်လိုက်မယ်ဒါဆိုလို့ရှိရင် color Z တီ2အောင်ဖြစ်လာလိမ့်မယ်ဟုတ်ပါနော်ဆရာတို့ဒီ duotone မှာ warm color နဲ့ cool color ကိုဆရာတို့ကသုံးလို့ရတယ်ဒီနေရာမှာ color theory တွေကိုသေချာကြည့်ခဲ့တဲ့ကျောင်းသားတွေကတော့ warm color ပါလဲ cool color ပါလဲသိပါလိမ့်မယ်ဟုတ်ပါနော်မကြည့်ရသေးဘူးဆိုလို့ရှိရင်လည်း color theory တွေတခြားသော theory design နဲ့ပတ်သက်တဲ့ theory graphic design နဲ့ပတ်သက်တဲ့ theory တွေကိုအရင်ဆုံးဟလာကြည့်စေခြင်းနဲ့ပေါ့နော်အဲ့တော့ကြည့်တဲ့အခါမှာပို့ပြီးတော့ software ဘိုင်းမှာပို့ပြီးနားလည်သွားပါလိမ့်မယ်ကြတော့ okay let's go ဒီနေရာမှာဆရာတို့က cool color နဲ့ warm color နဲ့ကိုတွဲဆက်ကြည့်မယ်ဟုတ်ပါနော်အပေါ်မှာတော့ဆရာတို့ကလက်ရှိသုံးထားတဲ့ cool color ကိုမှဆရာတို့က light gray ဘက်လောက်ကိုထားထားမယ်အပေါ်ကလုံးဝ light နော်အပေါ်ကလုံးဝ white ပေါင်းထည့်တာလုံးဝ light ဒီဘက်ကိုသွားရင်ဒီအလဲကတက် gray ဒီကြားရဲကျတော့ light gray ပေါ့အဲ့တော့ light gray ဘက်ကိုနည်းနည်းလေးထားကြည့်မယ်ပေါ့ okay အဲ့တော့ကြိုက်ပြီဆိုရင်ဒီအောက်မှာတော့ဆရာတို့ကအရင်မိုင်းကိုမှလိမ္မော်ရောင်ကိုဘယ်လိုလေးသွားမလဲ light ဘက်သွားရင်တော့အဆင်မပြေဘူးအဲ့တော့ရင်ကတော့လေဆရာသိမကောင်းလို့ခံစားရတယ်ပေါ့နော်โอเคဘာဖြစ်ပါဆရာဒီနေရာမှာလေမုံရောင်လိုလေးထားကြည့်လိုက်ပါโอเคကျောင်းသားအတွက်ဒီအနေထားလေးကကြိုက်တယ်ဆိုရင်โอเคတယ်ဟုတ်ပါနော်ဆရာတော့ဒီနေရာမှာဟလာဒိုတုံးပင်မဲ့လေအယောင်တယောင်တည်းကိုပဲအနုအရင်လေးနဲ့သွားလိုက်မယ်အဲ့တော့အပေါ်ဆုံးကအယောင်လုံးဝအဖြူဘက်ကိုသွားကြည့်လိုက်မယ်โอเคအောက်ကအယောင်တော့ဆရာတို့နည်းနည်းအရင်ပိုင်းလောက်ပေါ့နော်အရင်ပိုင်းဖြစ်မဖြစ်လဲအပေါ်ဘက်နည်းနည်းလေး hue မကြတကြအနေထားမျိုးလေးသွားခြင်းတယ်ဟောဒါဆိုလို့ရှိရင်လေတမျိုးမိုက်တဲ့အနေထားလေးကိုဟလာရရှိတယ်ပေါ့ okay နည်းနည်းလေး dark ဘက်သွားလိုက် okay very nice ဒီအနေထားကိုဆရာတို့ကြိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာနာမည်မပေးဘူးနော်နာမည်မပေးဘဲနဲ့ okay နဲ့ကြည့်လိုက်မယ်မရောက်တော့လားဟုတ်ပါနော်အဲ့တော့ all ink names must be specify ဆိုပြီးတော့ပုံနေတယ်အဲ့တော့အကုန်လုံးဒီနာမည်ပေးရမယ်လို့ပြောတယ်အဲ့တော့ဆရာတို့ဒီနေရာမှာ B လို့ရိုက်ထည့်လိုက်မယ်ပြီးရင်တော့ okay နဲ့လိုက်ပါဒါဆိုလို့ရှိရင်တော့ဆရာတို့ပုံမှာ duotone effect လေးဒီစပြီးတော့ဝင်လာပြီ right အဲ့တော့ဆရာတို့ဒီနေရာမှာစာထည့်လို့ရတဲ့နေရာဒီဘယ်နေရာရှိလဲဆိုတော့ထည့်ရမယ့်နေရာတွေကတော်တော်လေးကြက်တယ်ပေါ့နော်အဲ့တော့ငါတို့ထည့်လို့ရတဲ့နေရာကဘယ်လိုပုံစံမျိုးရှိလဲဆိုလို့ရှိရင်
ဟလာဆရာတို့က vertical စာထည့်တာကပို့ပြီးတော့ကောင်းမယ်လို့ခံစားနေရတယ်ပေါ့နော်အဲ့တော့ vertically စာကို vertically ရိုက်ဟိုကဒီ type 2မှာright click တစ်ချက်ထောက်လိုက် horizontal type 2ရှိတယ် vertical type 2ရှိတယ်ဆရာတို့က vertical type 2ကိုယူပြီးတော့ဒီနေရာမှာတစ်ချက် click နှိပ်လိုက်မယ်ဆိုရင်ရပြီအဲ့တော့ duotone effect အဲ့တော့ဒီလိုပုံစံမျိုးလေးလုပ်လို့ရတယ်ဟုတ်မနော်ကြတော့ဒီနေရာမှာငါတို့က duotone ဒီရတစ်ဖြတ်အဲ့တော့ click တစ်ချက်ချလိုက်မယ်နည်းလေးချလိုက်မယ် okay very nice အဲ့တော့ပြီးပြီဆိုလို့ရှိရင်ဒီကောင်တွေကိုအလဲကိုပဲပို့ထားလိုက်မယ်ဒီလိုပုံစံမျိုးသွားလိုက်ရဟုတ်ပြီနော်ဒါပေမဲ့ဒီကောင်ကတိတ်ပြီးတော့ကြည့်မကောင်းဘူးကွာကြည့်မကောင်းအဲ့တော့စာထည့်ရတာနည်းနည်းလေးကြက်တယ်ဆိုပါစို့ right ကြတော့ဟုတ်ပြီဆရာတို့ဒီနေရာကိုဒီကောင်ကိုတစ်ချက်ဖြတ်လိုက်ပြီးတော့ငါတို့နောက်ထပ်ပုံတစ်ပုံမှာသွားပြီးလုပ်ကြည့်မယ် okay ဒီပုံလေးပေါ့အဲ့တော့ဒီ model ရဲ့ပုံကိုဆရာတို့က Sona ပုံစံအတိုင်းပဲသူ့ကို click တစ်ချက်ထောက်မယ် convert to smart object ပြောင်းလဲရတယ်မပြောင်းလဲရတယ်ဆရာဒီနေရာမှာမပြောင်းတော့ဟုတ်ပါနော်ကြတော့ပြီးပြီဆိုလို့ရှိရင်သူ့ကိုငါတို့က duotone ခေါ်ဖို့အတွက် image ထဲကိုတစ်ချက်သွားမယ် mode ထဲကိုသွားပြီးတော့အရင်ဆုံးဘာလုပ်မလဲ grayscale ပြောင်းလိုက်မယ်ဟုတ်ပါနော် grayscale ပြောင်းလိုက်မယ် okay grayscale ပေါင်းထည့်လိုက်တဲ့အခါမှာဒီလိုအနေထားမျိုးတော့ရသွားပြီ okay ဒီလိုအနေထားမျိုးရပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုငါတို့ကဘာဆက်လုပ်မလဲဆိုတော့ image ထဲမှာ mode ကနေပြီးတော့ duotone ကိုသွားမယ်အဲ့တော့ okay duotone သွားပြီးပြီဆိုလို့ရှိရင်သူ့လည်းအဲ့လိုပဲဆိုတော့ Sona hue ဘက်ကအရင်မြင်ရတယ်တော့အဲ့တော့သူ့ကိုနည်းနည်းလေးအောက်ဘက်ကိုချ gray လေးနည်းနည်းပေါင်းထည့်ဒီလိုအနေထားမျိုးကတော့မိုက်ပါတယ်အဲ့တော့ရပြီကြိုက်ပြီဆိုလို့ရှိရင် okay နေဒီနေရာမှာဆရာနည်းနည်းလေးကစားကျင်သေးတယ်ပေါ့နော် okay ရပြီဒါဆိုလို့ရှိရင်တော့ file နဲ့အနေထားမျိုးရောက်သွားပြီဟုတ်ပါတော့ဒါ duotone effect ပဲကျောင်းသားတွေမကြိုက်သေးဘူးဆိုလို့ရှိရင်ကြိုက်တယ်လို့ကလီလို့ရတယ်ဟုတ်ပါတော့ကြိုက်တယ်လို့ကလီလို့ရတယ် okay ဆရာတို့ကဒီနေရာမှာစာရေးမယ်အဲ့တော့ Sona vertical ကိုဆရာတို့က horizontal ပြန်ပြီးတော့ပြောင်းလိုက်မယ်အဲ့တော့ဒီနေရာမှာ design ဆိုတဲ့စာလေးရေးလိုက်မယ်ပေါ့နော် design ဆိုတဲ့စာလေးရေးပြီးတော့သူ့ကိုငါတို့ကဟိုးအောက်ဆုံးတစ်ဖက်ကတ်လိုက်မယ် okay အဲ့တော့ဒီရဲ့ထိတ်နဲ့ n ရဲ့ထိတ်နဲ့ကိုကတ်လိုက်မယ်ပြီးရင်သူတို့ကိုအောက်ဆုံးကိုချလိုက်โอเคအဆင်ပြေပြီအဲ့တော့ဒီ design ဆိုတဲ့ကောင်ငါတို့ကနည်းနည်းလေးဟလာ color ကိုကစားမယ်ပေါ့နော်โอเคဘယ်လို color ကစားမလဲဆိုတော့နည်းနည်းလေးခက်အရင်ရင်းလို့မရသေးလားဒီနေရာမှာကအရင်ရင်းလို့မရအဲ့လိုခက်ပခက်မှိန်ပုံစံမျိုးလောက်ပဲသွားမှရမယ်မှိုင်းလေးပေါ့နော်ခက်မှန်လေးပဲသွားမှရမယ်အရင်ရင်းတယ်ဆိုလို့ရှိရင်ဟလာတိတ်ပြီးတော့ကြည့်မကောင်းတော့အဲ့တော့ဒီနေရာမှာသူ့ကိုโอเคဒီလိုလေးထားလိုက်မယ်ပေါ့โอเคအဲ့တော့ဒါမျိုးလေးထားပြီးွားရင်သူ့ဒီစာကိုငါတို့ကဘာလုပ်မလဲဆိုလို့ရှိရင် opacity ကို short ချမယ်โอเคဒါမျိုး short ချလိုက်ဟုတ်ပြီနော်ပြီးပြီဆိုလို့ရှိရင်ဒီပေါ်မှာမှစာရိုက်မယ်စပြီးတော့အဲ့တော့ welcome to the okay very nice အဲ့တော့ welcome to the next level of design အဲ့တော့ဒီစာသားလေးဆရာကိုရိုက်လိုက်တယ်ပေါ့ဆိုတော့ဒီနေရာမှာ design ကိုအဓိကပြချင်တာဖြစ်တဲ့အတွက်ကြောင့်အပေါ်ကစာသားတွေကိုခက်သေးသေးလေးခက်ပပလေးပဲထားမယ်ဘာမနာကဲတော့ငါတို့ရဲ့ဟလာအများနဲ့ယူနေကြ open sans ဆိုရဲopen sans ဆိုရဲစာသားပဲထားလိုက်မယ်အဲ့တော့ဒီစာသားပဲထားလိုက်ပြီးပြီဆိုလို့ရှိရင်တို့ကိုကြီးတင်းတဲ့လောက်အနည်းငယ်လေးကြီးမယ်အဲ့တော့တစ်ဆက်ထဲမှာပဲအပေါ်အောက်လီတင်းကိုနည်းနည်းလေးချားကျင်ပါတယ်ရပြီအဲ့တော့ဒီကောင်လေးကိုငါတို့အဖြူရောင်ထားလိုက်မယ် okay okay very nice okay တော်တော်လေး fine ဟုတ်ပါတော့ဒီနေရာမှာပုံငါတို့ adjust လုပ်ဖို့လိုအပ်တယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီအမျိုးသမီးတွေဟလာသူ့ရဲ့လက်နဲ့စာသားတွေနေရာလာရှော့နေလားဟုတ်ပါတော့ slow ညာတကွာဒီအမျိုးသမီးကိုငါတို့ကဒီ model ကိုနည်းနည်းလေးကြီးပေးလိုက်လို့လည်းရတယ်လေဟုတ်ပါလားဟုတ်ပါတော့ဒါမျိုးကြီးလိုက်တယ်ဆိုလို့ရှိရင်လည်းရတာပဲ
maybe သူ့အောက်လေးနည်းနည်းလေးချပေးလိုက်မယ် okay ဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်တော်တော်လေး fine တဲ့အနေအထားမျိုးငါတို့ရပြီ okay အဲ့တော့ဒီအဖြူကနည်းနည်းများနေတယ်ဆိုလို့ရှိရင်လည်းသူ့ကိုငါတို့ကနည်းနည်းလေး short ပေးလိုက် gray ဘက်ကိုနည်းနည်းလေးသွားပေးလိုက်မယ်အိစမရှိဘူးအဲ့တော့အလဲမကြတကြ gray ပေါ့အရင်များလေးမကောင်းokay ဒီလောက်ဆိုလို့ရှိရင်တော့ငါတို့ရဲ့ design က fine သွားပြီဟုတ်ပြီနော်အဲ့တော့ welcome to the next level of design ဆိုရဲစာသားလေးနဲ့ဆရာတို့ကဟလာဒီ design လေးကိုဆွဲလိုက်တယ်ပေါ့အဲ့တော့ဒါကတော့ duotone effect ဖြစ်ပါတယ်ကျောင်းသားတွေအနေနဲ့နောက်ထပ်ဗီဒီယိုမှာဆရာတို့ကဒီ gradient နဲ့ပတ်သက်တဲ့အကြောင်းအရာတွေဆက်ပြီးတော့သွားမယ်ပေါ့နော်နည်းနည်းလေး advanced ပိုင်းလေးတွေကြာပြီဟုတ်ပြီနော် brush 2နဲ့ပဲဆရာတို့က gradient ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကအစားပါတယ်ဟုတ်ပြီနော်ကဲတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့မယ်ဒီဗီဒီယိုကတော့ duotone effect ဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီပုံတွေနဲ့ပတ်သက်ပြီးတော့ဆရာပို့ပေးလိုက်မယ်ကဲတော့ကျောင်းသားတွေလုပ်ကြည့်ပါနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲဖြစ်ပါတယ်